Tôi đây đâu tới karena baby ku buya kada baby ku buya kada kada tu kan ini dong baby kuကျွန်တော်တဲ့စကားများမကြိုက်ဘူး အဲ့လိုမပြောတော့ဘူးခက်တာရှာရှိ မင်းကြော်နေတာ မင်းကရှာရှည်လုံးနဲ့ပြီးကြောင်းသား နှာခေါင်းဝိမပါတော့မင်းကြည့်ရတမျိုးဖြစ် မင်းသားတာပြရတူလေ မင်းသားပြီးကြကြကတော့မယ်ဟိုနောက်အလူငုတ်တို့လေးခဏထိုင်ပြလို့ရမှာဒီရှိရလူမမြင်ရမှာ နော ဆို က်ကမိသားစုတွေဘေးကမိသားစုတွေလည်းတကယ်ကျေးဇူးများကြီးတင်ပါတယ်ဟိုနေရာလေးတွေပေါ်ဖြစ်တယ်ဆိုရင်ထိုင်လို့ရတယ်နော်ဘာလို့တညာလုံးမတည့်ရက်နေရ ဆက်စင်မကြည့်ခိုင်းလိုက်အဲ့ဒါအောက်ကျင်းလိုက်ဟုတ်တယ်လေ အဲ့လိုလုပ်လို့ရမလားစကားပြော မဟုတ်လေသူတို့ပြီးရလူအားနေလေဒီကခဏခဏထိုင်တော့ညီတို့နေရာချင်းချင်းလိုက်ဘာမှတော့မတည့်ကွာပြီးရလူတွေမလာ မင်းကကိုယ်စိတ်စီနေရာလေးလိုက်ချ ဟုတ်လေပြက်ပြက်ရလေအစင်ဘာလို့မဟုတ်ဘူးဆက်စင်မကြည့် ဒီကောင်တော့မှအဲ့ဒီလိုလောက်တာပြီးအကွက်တွေရိုက်စားနေ ဟိုအတန်ညာလူတွေနဲ့ချင်းမလားနေရာချင်းမလားသူဆိုင်ကြောင်လူတွေနဲ့ဒါမှမဟုတ်အကုန်လုံးဒီပေါ်တက်မလားဟမ် 10နှစ်လောက်တန်းစီထားရတာဒီနေရာရဖို့ အမလေးပြောတယ်က ဟောမပြောနဲ့ဆို तू ကစပြီးတော့သူများကြတော့မပြော ကျွန် နဲ့ တော်ချက်ကိုကျွန်တော်တို့9000နဲ့ပဲရောင်းတာဒါပေမဲ့ line ပေါ်မှာပေါင်းနေတာတသိန်းငွေတဲ့ ဟုတ်တယ် အဲ့ဒီတနေ့ကိုကျွန်တော်တို့မင်းသားဟဲ့ဘယ်သူရောင်းတာလဲအဲ့ဒီစင်းနဲ့ကိုပြန်သိမ်းပြီး3သိန်းနဲ့ရောင်းစားပြီးတော့ ပေါ်ပန်းလေးတွေလျှောက်ပြော ဟိုဘောကြီးလေးရှောက်လေပြော ဘယ်နဲ့မိုးလေးအမ ဒီရတစ်ခုရှိပါတယ် တယ်တရားတောင်းလို့လားစာရွက်ကြီးနဲ့ ။ဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီကတောင်ရှိလူကြီးမင်းများအရေးကြီးတဲ့တရင်မှာ ဟုတ်မယ်ဘာဆိုင် ကျွန်တော်တို့စတိတ်ရှိုးကန်တော့မှာ main ကလေးတွေအဝတ်စားလဲနေတော့အနောက်မှာလာချောင်းတဲ့သူရှိနေပါတယ်။ဟဲ့ ဒါပြောတော့မလုပ်ဘူးလေ လာချောင်းတဲ့သူရှိနေပါတယ်။အနောက်မှာ main ကလေးတွေအဝတ်စားလဲနေတော့လာချောင်းတဲ့သူရှိနေပါတယ် လူလေ ။ကျွန်တော် ဒီကကဒီချောင်းပြီး ပြီးချောင်းတာ အေးပြပြမှာ84သိန်းနဲ့ကွဲသွားပြီ ကဲကြရအောင် ခါကြမတို့လုံးလို့ရပြီနော်ဟေးလာ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  ဟမ်စိုးပါသေး စောပါသေးရဲ့ဆိုမနေ့မိုးလေးအမယောက်ျားစောရင်းလာခေါ်မှလေအားကြောင့်အမတို့ဆော့ဆော့ ရှိဘူးရှိဘူးပါကျွန်တော်ညီကပြောနေတာပြောတကယ်ဟိုကိုရှိရုနဲ့တူတယ် အမကျွန်တော်တို့မှန်နဲ့ပြနေတာပါကြ တကယ်ကိုရှိတူနဲ့တူတယ်ချစ်စရာနော် ဟုတ်တာဒီ အဲ့မိုင်းဒီကောတော့တယ်ပဲ ရွှေတူးကိုမိုက်ကောက်ခိုင်းတခါမှမကြောက်ဘူးရွှေတူးစီပင်ရမယ်မှတ်နေတာကိုကြီးကိုတဲ့ ဇမင်းသားလေးဘယ်သူ ဒီကျင်းတို့လေးဘယ်ထလာလဲမသိဘူးငါတော့နောက်ထဲမှာအကုန်နှံ့နေလိုက်ရှာနေတာ ဇမင်းသားလေးဘယ်သူ မဲခုနမြိုင်သားကလည်းညနေနဲ့တွေ့လာအခုဆိုတော့တာနဲ့တခြားဒီပြောင်းတယ်ချက်ချင်း ပရိသတ်ကြီးကဘသူကိုချစ် ဒီလေကိုလူမနေ့ကျရင်ဒီဝက်ကြီးကဘယ်တော့ပုံလာဒီဘာပဲလဲဒီပြောလို့ဒီပြောလို့ဒီကဝက်ကြီးလားဒီလည်းတူတူပဲဒီကဝက်သေးဘာလဲသူကြည့်လို့လားဘာလဲပြောဒါတိတ်စစ်မတက်လာလားဒါတိတ်စစ်မတက်လာခဲ့ဒါတိတ်စစ်လာလိုက်ပြီးကြငါတို့ရလာမတိုင်းနဲ့တွေ့မယ်ငါတို့ရလာတယ်နေသားကြီးစုကြနေတဲ့ဟာမကြီး ဟာပရိသတ်လေးမကက်ရဘူးလေ ဘုံကြီးငိန်တော့တာရဲ့တဖားကျလို့ထိုးပေးတယ် ခွေးတွေရောလိမ္မော်သည်ဒါသူဆိုရင်ဒါကျွန်တော်တို့အမဟောဖျားလေးရောက်ရတယ်